they hustle like we. Alright guys, so here we go again, guys. I'll show you guys. Here we go again. Here we go. Cái đó à? Yo, venue nó khu này còn. We're good. Going down? Okay, we just finished everything. See you at the top. See you at the top. What you guys doing, man? So I'll show you guys the room later. Class solution inverse နဲ့ Zua ပေးတော့ကြောင်းတော့ကျွန်တော်ဒီ inverse ကို Zua နဲ့ပတ်သက်ပြီးတော့ဒီ familiar ပြပြတာဟာထည့်ထားပေးတယ်သူရဲ့ထဲရတဲ့ basic concept လေးတွေပါမယ်ပြီးရင်ဒီမှာ cloud service cloud provider မှာ service တွေပုံရဆိုတာထည့်ပေးထားတယ် I think we are good. We're good. We're good. We are good or we are cook. We're not cool, but we're good, I think. Okay. Alright. So just gonna show you guys like quick tour for like the setup. Alright guys, so we just finished day one, alright, so here, there's lots of people, like, actually there's not even a half of the people, but we have lots of participants here. It's really nice to, you know, host an event. I really love it, really appreciate it, and like, I'll see you guys in the tomorrow videos, right, and like we'll be informing you guys like what we're gonna do. Like I will show you guys like how they're gonna be like cooking for their project. I'll show you guys everything, right? So bye for now. Oh yeah,အဲ့တက်ကိုကကိုယ့်ရဲ့ team live volunteer တွေကိုချက်မေးပေးပါဆိုတော့ကျွန်တော်တို့အဲ့တက်ကိုကျွန်တော်ခွဲထားပေးပြီးသားပါနော်အဲ့ဒါလည်းကျွန်တော်ပြောချင်ပို့ပေးပါမယ် group ထဲမှာပဲပြန်ပြီးတော့ right speaker က3ယောက်လာမယ်3ယောက်ကို question နဲ့ကျွန်တော်ခွဲထားပေးပြီးသားဘယ်အဖွဲ့ရတော့ဘယ်လူစီသွားမယ်လဲကျွန်တော်ခွဲထားပေးပြီးသားပါဆိုတော့အဲ့ဒါလည်းပြန်ပြီးပို့ပေးပါမယ် group ထဲမှာစားရတယ်ဝေးရအောင်ပါပြုတ်ကြမယ်နော်ချစ်ကြည့်မှုတွေကြားနေHi. ခုနဒီတိုင်းလေးမြင်ပြီးတော့လေ လောက်ပါမိမပြောလေအဖွဲ့ကနေ front end တော့ ရဝန်တာပါဒီဟက်ကတော့နာမည်နဲ့ပြမိုင်းလောက်နေတယ်ဆိုတော့ရှင်းပြပေးပါမယ်။ ဆိုတော့အဓိကနေ blood donation ညီမနာမည်ကတော့ဒီမျိုးဆိုတာ တို့ရဲ့ဒီဆော်ဝဲကိုဒါပဲ အားလုံးပြန်နေကြပြီလို့ထင်တယ်ပေါ့နော်။ announcement လေးနည်းနည်းလုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့main night ပဲ session မျိုးရှိပါတယ်။တို့နေရာကတော့ Impact Hub ရန်ကုန်ကျွန်တော်တို့ကန်တော်ရေးရိပ်မွန်ထဲမှာပါ။တို့မလာတတ်ဘူးဆိုလို့ရှိရင်တော့ group ထဲမှာပြောရပါကျွန်တော်တို့ map တော့ချပေးရတယ်ပေါ့နော်။တို့တခုအခက်အခဲရှိလို့ရှိရင်လည်းပြောပါ။အဲ့ဒါတော့ကျွန်တော်နေရာ venue နဲ့ပြီးကျွန်တော်လက်ဖက်တော့ကိုစမယ့်နေရာပေါ့နော်။ပြီးတော့ okay ကျွန်တော် pitching ကဘယ်ချိန်စအောင်လဲဆိုတော့ကျွန်တော်တို့10နာရီကနေစမှာ။10နာရီအဆိုင်ကျွန်တော်တို့ call out လုပ်မယ်။17ခွဲလောက်ထိကိုကျွန်တော်တို့အဖွဲ9ဘွဲ့ရပြင်စမယ်။အဲ့တော့လက်ရှိက team က18ခုရှိတယ်။
9 ဝဲကအရင်စမယ်မနက်ပိုင်းဆက်ချိန်ပါကျန်တဲ့73 ဝဲကနေ့လယ်ပိုင်းမှာစသွားမယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့မဲနိုင်လို့ရှိရင်ကျွန်တော်ဖဲမဖြစ်တာမဖြစ်မှာဆိုလို့ကို့တင်းကားနေပြီးတော့တယောက်စီထွက်ခဲ့ပြီပါမဲနိုင်ဖို့တက်ကိုဟုတ်ဘယ်ဖွဲ့ကရင်စမယ်ဆိုတော့ကျွန်တော်မဲနိုင်မှာဖြစ်ပါတယ်တယောက်စီထွက်ခဲ့ပြီပါလူကလည်းလိုက်ကြရအောင်လူကလည်းရအောင်โอเคနော်ဒီလိုသဘောတူပါနော် alright ဟုတ်ပြီဆိုတော့ဒီရပဲစပါလိုက်မယ်အဲ့တော့တန်းလေးစီပြပါလားကျွန်တော်ဒီ okay 7ပါ okay 8ပါ6 okay 14ပါဒီမှာတောင်းနေပြီဒီမှာတောင်းနေပြီဒီမှာ10 okay 10 4ကတော့နံပါတ်2ပါနံပါတ်7မှာရပ်တည်နေပါတယ် What's up everyone? So today is for day 2, right? So I'm preparing for day 2 right now. So I have my chargers, my laptop, and like my headphone here. I think that's pretty everything that I need for now. So yes guys, I'll see you guys back in the Hagana day 2. Alright, today we're gonna do pitching and all the finalization and like announcement and stuff like that. So yes, I'll show you guys all the footage. You guys will have a chance to, you know, see like what's the hack gonna look like in the Edge and the Edition way, like so on. So yes guys, see you. အားကြားချင်တယ်။အဲ့လိုဖြစ်လို့သိချင်တာ။အဲ့တော့မင်းငါတို့ just ဆိုပြီးရင်သူ့မိမဆော်ဝဲတယ်။ပိုင်းဝေနဲ့ပိုင်းချီပေါ့။ငါတို့အပေါ်မှာဆိုလို့ရှိရင်ကျွန်တော် dream ရှိ dream အမြောက်probability likelihood နော်။အဲ့တော့အောက်မှာကျွန်တော် time delay နဲ့ sacrifice မရှိ။အဲ့ဒီ equation မှာဒါအဲ့ဒီ equation မှာဒါ data ထည့်မယ်ဆိုရင်ဘယ်ဟာအများရင် value ကပုံများတယ်။ အဲ့လိုရများတယ်ပိုင်းကြည့်နေများဘိုင်းကိုရများတယ်အဲ့လိုရများတယ်အဲ့တော့ထားပါတော့ဘောရတဲ့ကိုရအောင်တယ်ပေါ့ drain ကတော့အမှန်တယ်ဒီမှာဘောရကတော့ဘယ်လိုလဲကောင်းကြောင်းပဲပြောမှာနော်ကောင်းကြောင်းပဲပြောမှာအဲ့တော့အဲ့ဒီကောင်းကြောင်းက drain နဲ့မှလည်းပြောပါလဲဆိုတော့အဲ့ drain တကယ်ဖြစ်နိုင်ခြေရှိမရှိဆိုတော့ဒီ user ကိုပြအောင်ငါတို့ just ရှိလို့ပြောအောင်ဥပမာဒါကတော့ marketing မှာလည်းကြည့်ရင်တော့ပြင်တန်းကြောင်းတယ်ပြင်ပါဖို့စီတက်တာအဲ့ဒါရဲ့ testimony တွေတက် student story တက်အဲ့ဒါခုလုံးကတော့ပြရတယ်ဆိုရင်အောက်ကောင်ဘာလို့လဲอ่ะ time delay နဲ့ sacrifice လုပ်တာလဲอ่ะအဲ့တော့ time delay ဆိုတော့အဲ့ဒီသွားချင်တဲ့ dream ကိုရောက်ဖို့အတွက်အချိန်ကိုဘယ်လိုချော့ပေးနိုင်ဒီကောင်းနေဒီ product ကဘယ်လောက်ဒီအဲ့လောက်ချော့ပေးနိုင်လဲဆိုတော့မူတည်အဲ့ငါအဲ့လို product တွေတော့မတည်တော့အကုန်လုံးချော့ပြီးတော့ပြောတာအဲ့တော့ဥပမာဒါတော့ဘယ်လိုငါပစ္စည်းတစ်ခုပေးမယ်ဒါတော့ training တစ်ခုပေးမယ်တလားဆောင်အောင်လို့အဲ့ဒါတကယ်လို့အဲ့ဒါပါမယ်လို့တလားဆောင်အောင်ဒါအားရအဲ့တော့ကျွန်တော် option 2ကမလို့ဒီနေ့တည်းမျိုးပဲဟောတသိန်းပြီးဆိုတာလေ အသိမိမယ် လူတွေက free test ကိုတက်လို့ထားတကယ်တော့ free ဆိုတာကောင်းတဲ့ discount မဟုတ်ကြည့်ရဒါပေမဲ့ကျွန်တော်လည်းokay ဟို customer ကိုအကြောင်းသားတွေရွေးချယ်ရဆိုကျွန်တော်လည်း entertainment တော့လုပ်သွားလို့ရှိပါတယ်ဒါကိုလိုချင်တဲ့ဒီ branding ရဲ့ budget ရဲ့ specification ရဲ့ကိုချက်ပေါ်မှာအဲ့လိုရေးပြလိုက်အောင်လေဒီ website ကိုသွားပြီးတော့ scan ပြီးတော့မှကိုမှ budget ရှင်းနေတာလူတွေနဲ့ဆိုရင်ရှင်းသိတဲ့ရဲ့မရှိရင်တော့အဲ့ရှင်းသိတဲ့ဒီဆက်ဆောင်အဲ့လိုမျိုးပြပြီးတော့ branding ကတော့သူက skill based လို့skill based ကဒီကတော့ငါရှုတော့တော့မှကျန်တော့ seven ဖြစ်တယ်နောက် feasible ဖြစ်တယ်နောက်ဒီရမယ်အဲ့ဒါဆို skill based ကတော့ဘာလဲ English လောက်ပြီးတယ်ဘာရှုတော့ရတယ် average base တော့ရှိရဲစေတော့ဒါစာရှုတော့ရှိတယ်ဒါစာအဲ့ဒီနေရာဆိုတော့ဒီလိုတဲ့တဲ့ပြရတယ်ပြီးတော့ဒီရကတော့pass ကတော့ဒီမှာအခုပြောရတဲ့ပုံကတော့စုရတဲ့ဆိုင်ပေါ့ဒါ industry ရလူတွေတွေ pass လို့အဲ့ဟိုဒီလိုဝင်ရဖြစ်ပါတယ်အဲ့တော့မင်္ဂလာပါโอเคကျွန်တော်ဘိုင်းနာနေရာသိပါတယ်ဒါပေမဲ့ဝင်နာတော့
announcement လုပ်ရအောင်เนาะအဲ့တော့နောက်နေ့မှလုပ်ရမလားတော့ဖိုက်တာဘာသာရအောင်ဒါတော့ကျွန်တော် announcement လုပ်ပါပါဟုတ်second ကိုခဏပေါ့နော်ဘယ်လိုရပါလဲဆိုတော့ကျွန်တော်တို့ S နဲ့စာတဲ့ team နာမည်က Smart Innovatorsတောက်ပြောရမယ်အချိန်ရောက်ပြီပေါ့နော်။အော်ဟိုပါလေဘယ်လိုပဲပြလိုက်မှာနော်။ဒါကျတဲ့အား email နဲ့တယ်ကိုတက်တော့ပါသူပြောထားတာ။ First one ပါ Team Jarvis ပါ winner team ကတော့ဘိုင်ဘယ်လိုဖြစ်ပါလဲဒီမှာအောင်မြင်အောင်ကျွန်တော်တို့ခုနပေးခဲ့ကြတဲ့ participant တွေ mentor တွေပြီးတော့ကျွန်တော်တို့ volunteer တွေနောက်တစ်ခုကျွန်တော် judge တွေပေါ့အကုန်လုံးကျွန်တော်တို့ဒါတွေကျေးဇူးများတင်ပါတယ်ညီကောင်မောင်နှမတွေအားလုံးရောက်တဲ့မှုကြောင့်ပဲကျွန်တော်တို့ရဲ့ hackathon ကကျွန်တော်ထင်ခဲ့ရတယ်ပို့ပြီးတော့အောင်မြင်မှုရရှိခဲ့တယ်နောက်တစ်ခုအနေနဲ့ဒီ hackathon ဆိုတာက let's tech ရဲ့အဆုံးမဟုတ်ပါဘူးကျွန်တော်တို့နောက်လာမယ့် event တွေအများကြီးရှိပါသေးတယ် let's tech ရဲ့အစားလို့ပြောရတယ်မှာပါပေါ့ပြရမယ် event တွေမှာကျွန်တော်တို့တွေ့ကြပါမယ် we good